store ဆိုင်တစ်ခုမှာ main ကလေးတစ်ယောက်ကဆေးလိပ်ဝယ်နေတော့ဆိုင်ရှင်ကသူမကို truth or dare အမှန်တိုင်းပြောမလားစိန်ခေါ်မှုကိုလုပ်မလားလို့ရုတ်တရက်မေးလိုက်ပါတယ်သူမကမကစားချင်ဘူးလို့ညင်းခဲ့ပေမဲ့လေဘီနာကဓာတ်စီပုံကိုကောက်ကင်ပြီးဘေးမှာရက်နေတဲ့အမျိုးသမီးတစ်ယောက်ကိုဓာတ်စီတွေနဲ့လောင်းချလိုက်ပါတယ်ပြီးနောက်မီးချစ်နဲ့မီးရှို့တတ်လိုက်ပါတော့တယ်သူမဘာကြောင့်ဒီလိုရက်ဆက်တဲ့အလုပ်ကိုလုပ်ခဲ့ရတာလဲဒီနေ့မှာတော့2018ခုနှစ်ကထွက်ရှိထားတဲ့ Truth or Dare ဆိုတဲ့တေးထိတ်ရင်ဖို့ရုပ်ရှင်ကားလေးကို recap လုပ်သွားမှာပဲဖြစ်ပါတယ်ဇက်လန်ဟာ Olivia လို့ခေါ်တဲ့ YouTuber ကောင်မလေးကနေစတင်ပါတယ်သူမဟာတငယ်ချင်းတွေဖြစ်တဲ့ Marky, Lucas, Penelope, Tyson နဲ့ Brad တို့နဲ့အတူ Mexico ကိုအားလက်ရက်ခီးထွက်ခဲ့ပါတယ်အဲ့ဒီမှာကာတာဆိုတဲ့လူစိမ်းတစ်ယောက်နဲ့ဆုံခဲ့ပြီးသူကသူတို့ကိုစွန့်ပစ်ထားတဲ့ဖျားเจ้าအိုးကြီးတစ်ခုစီခေါ်သွားပါတယ်အဲ့ဒီမှာကာတာက Truth or Dare ကစားဖို့အကြံပေးခဲ့ပါတယ်ကစားရင်းနဲ့ကာတာရဲ့အလှည့်ရောက်တဲ့အခါ Penelope ကသူ့ရဲ့ရည်ရွယ်ချက်ကိုမေးပါတယ်ကာတာကငါအသက်ရှင်ဖို့အတွက်ဂိမ်းကစားမဲ့သူတွေလိုအပ်လို့နင်တို့ကိုဒီကိုခေါ်လာတာလို့ဝန်ခံပြီးထွက်ပြေးသွားပါတော့တယ်သူကဒီဂိမ်းကအစ်စ်အမှန်ပဲစီးကန်းကိုမလိုက်နိုင်ရင်တီလိမ့်မယ်လို့လည်းသတိပေးခဲ့ပါတယ်အိမ်ပြန်ရောက်တဲ့အခါအိုလီဗီယာတို့ဟာထူးဆန်းတဲ့အရာတွေကြုံလာရပါတယ်နေရာတိုင်းမှာ Truth or Dare ဆိုတဲ့စာသားတွေကိုမြင်နေရပြီးလူတွေရဲ့မျက်နှာကလည်းကြောက်စရာကောင်းအောင်ပြောင်းလဲသွားတတ်ပါတယ်ပထမဆုံးတေဆုံးသူကတော့ Ronnie ပါသူက Dare စိန်ခေါ်မှုကိုညှင်းဆန်ခဲ့လို့လေပင်ကျိုးပြီးပွဲချင်းပြီးတေဆုံးသွားပါတယ်ဒီတော့မှအိုလီဗီယာဟာဂိမ်းကအစ်စ်မှန်တိသွားပြီးတငယ်ချင်းတွေကိုသတိပေးပါတယ်ဂျိုင်ဆင်သူကစေးညွန်အတူတွေလုပ်ခဲ့တာကိုလိန်ပြောခဲ့လို့သူ့မျက်လုံးကိုဘောပင်နဲ့ထိုးပြီးတေဆုံးသွားပါတယ် Brad ရေးဖြစ်တဲ့သူ့အဖေကိုတနတ်နဲ့ချင်းချောက်ဖို့ဒဲရခဲ့ပြီးနောက်ဆုံးမှာရေးတွေရဲ့ပြစ်ခတ်မှုကြောင့်တေဆုံးသွားပါတယ် Penelope သူမကတော့အရက်တစ်ဖူလုံးကိုတောက်ရင်အင်ကောင်မိုးပေါ်မှာလမ်းလျှောက်ရတဲ့ဒဲကိုလုတ်ခဲ့ရပါတယ်Olivia တို့ဟာဒီကျိန်စာကိုဘလို့ဖျက်ရမလဲဆိုတာလိုက်ရှာရင် Giselle ဆိုတဲ့ main ကလေးနဲ့တွေ့ခဲ့ပါတယ် Giselle ကဒီ game မှာ Calax ဆိုတဲ့မိတ်ဆာတစ်ကောင်ရဲ့ကျိန်စာဖြစ်ကြောင်းနဲ့ game ကိုစခဲ့တဲ့သူကသူ့ရဲ့လျှာကိုဖျက်ပြီးအိုးထဲထည့်ကချိတ်ပိတ်မှသာကျိန်စာပြည့်မှဖြစ်ကြောင်းပြောပြခဲ့ပါတယ်ဒါမဲ့ Giselle ဟာသူမရဲ့ dare ကိုမလွတ်ဆောင်နိုင်တော့ပဲကိုတက်တည်သွားခဲ့ပါတယ်နောက်ဆုံးမှာ Olivia နဲ့ Marky တို့ဟာဒီ game ကိုစတင်ခဲ့တဲ့ကာတာကိုရှာတွေ့ပြီးဖျားเจ้าစီပြန်ခေါ်သွားခဲ့ပါတယ်ဖျားเจ้าရောက်တဲ့အခါကာတာကကျိန်စာတိုက်တဲ့ဂါထာကိုရွတ်ဆိုပါတယ်ဒါပေမဲ့မိတ်ဆာက Lucas ကိုပူးကပ်ပြီးကာတာကိုတပ်ပစ်လိုက်ပါတယ်ကာတာသေသွားတဲ့အတွက်ကျိန်စာကိုရက်တန့်ပေးမဲ့သူမရှိတော့ပါဘူး Lucas လည်းအသက်ခံလိုက်ရပါတယ်အကြံကုန်နေတဲ့ Olivia ဟာနောက်ဆုံးမှာမိတ်ဆာကိုကြည့်ပြီး Truth or Dare လို့ပြန်မေးလိုက်ပါတယ်ဂိမ်းရဲ့စီကံအရမိတ်ဆာဟာဖြေကိုဖြေရမှာဖြစ်ပါတယ်မိတ်ဆာက Truth ကိုရွေးချယ်ပြီးဒီဂိမ်းကိုရက်တန့်ဖို့နီးလန်းမရှိတော့ဘူးလို့ဖြေခဲ့ပါတယ် Olivia ဟာသူမနဲ့ Marky အသက်ရှင်ဖို့အတွက်အချိန်ဆွဲတဲ့အနေနဲ့ရက်ဆက်တဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်သူမဟာဖြစ်ပျက်သမျှကိုဗီဒီယိုရိုက်ပြီး YouTube ပေါ်တင်လိုက်ပါတယ်ပြီးတော့ကမ္ဘာတဝန်းကကြည့်ရှုသူတွေကိုကြည့်ပြီး Truth or Dare လို့မေးလိုက်ပါတော့တယ်ဒီလိုလုပ်ခြင်းအပြင်ကြည့်ရှုသူအားလုံးဟာဂိမ်းထဲကိုဆွဲသွင်းခံလိုက်ရပြီးသူတို့ရဲ့အလှည့်ရောက်ဖို့အချိန်အကြာကြီးစောင့်ရမှာဖြစ်တဲ့အတွက် Olivia နဲ့ Marky တို့ကတော့ခိတ္တခဏအသက်ဘေးကလွတ်မြောက်သွားရင်းနဲ့ဇလန်းပြီးဆုံးသွားပါတော့တယ်